တန်တန် life is so good ပါစိတ်တော်တိုင်းကိုပိုင်နိုင်ငံလည်းကံကောင်းချက်တစ်မျိုးပါရှင်အခုတော့တိတ်ချစ်တဲ့မြို့လေးစီကိုရောက်နေပါပြီဒီမြို့လေးကိုမြင်လို့ရှိရင်ဘယ်မြို့လေးလို့ထင်ကြလဲဒါကတော့ဂျူးသိတ်ချစ်တဲ့မြို့လေးရောက်နေရပါနှစ်သက်ကိုတော့မိသားစုနဲ့အတူတူမြို့လေးမှာဖြတ်တန်းပါမယ်ရန်နဲ့လေးစိတ်ချမ်းသာတဲ့မြို့အဝင်မှာကလေးကစိတ်ချမ်းသာနေရပါပြီဘယ်မြို့လေးကိုပဲသွားပေါ့နော်ဒီမြို့လေးကိုရောက်လာလို့ရှိရင်လုံးဝ feeling ကမတူပါဘူးဒါကဂျူးတို့အိမ်ကနေလှမ်းမြင်ရတဲ့ရှုခင်းလေးပါဒီမြို့လေးကိုရောက်လာတာနဲ့အရန်ကိုစိတ်တွေရောကိုယ်ရောပေါ့နော်လွတ်လပ်ပေါ်ပါသွားတာပဲရန်ကိုစိတ်ချမ်းသာပါတယ်အဲ့လိုစိတ်ချမ်းသာခြင်းတို့လည်းနှစ်သက်ကိုအခုပြောင်းလေးကိုဒီမြို့လေးမှာပဲဖြတ်တန်းခြင်းတို့မိသားစုတူတူရောက်ခဲ့ရပါဒါဂျူးတို့အိမ်ပတ်လေးရပေါ့နော်မြင်ရတဲ့ရှုခင်းလေးကိုပြတာပါဒါမြို့ချောင်းလမ်းပါရှင်မြို့ချောင်းလမ်းကိုလည်းပေါ့နော်ဂျူးတို့အိမ်ကနေလမ်းမြင်ရပါတယ်ဒါညဘက်ဆိုလို့ရှိရင်မီးအောင်စုံတွေနဲ့ပို့ပြီးလှပါတယ်ဒါကတော့ဂျူးတို့အိမ်ကနေလမ်းမြင်ရတဲ့ဇီတီပါဒါလည်းညဘက်ဆိုလို့ရှိရင်ဇီတီရလဲပေါ့နော်လင်းထိန်နေတာပဲဒါကတော့ဂျူးအိမ်ကဖျားခန်းမှာဂျူးကတော့ညကိုနှစ်သက်ကိုမမေတို့နဲ့အကင်နေကင်စားပြီးတော့ဖြတ်သန်းမှာမို့လို့အခုဖျားရှိခိုးပြီးပါပြီဒိဋ္ဌာန်လေးလည်းပြီးပါပြီစောစစီရှိခိုးပြီးပါပြီရှင်နောက်ဗီဒီယိုလေးလည်းထပ်တင်ပါအောင်လို့ရှင်ခုတော့ဒီလောက်ပါပဲအားလုံးပဲတက်တာ